သူပြည်သားလူထုညီညွတ်ရေးအဲ့ဒီညီညွတ်ရေးနှစ်ခုမရှိသမျှကာလပတ်လို့ဟုတ်လားဒီတိုက်တရားလွတ်လပ်ပင်လွတ်လပ်ရတော်လည်းပဲဘယ်ပါပြီးတက်ဘယ်ဆိုးရလှုပ်ဖာတဲ့တိုင်းပြည်ဖြစ်နေပါတော့ကျွန်တော်ပြောချင်တယ်အဲ့ဒီတော့ကဒီနှစ်ခုကိုခင်ဗျားတို့ကမပြတ်ပါစီနဲ့ဘသူကဘာလှုပ်မပြတ်ပါစီနဲ့အဲ့ဒါအမတန်အရေးကြီးပါပဲကျွန်တော်တို့တကဒီရှင်နေမင်းဥပမာလို့ပြောမယ်ဆိုရင်လည်းပဲဟုတ်လားရှင်နေမင်းများဟာဒီသားကောင်ကိုလိုက်ကျင့်နေရမယ်ကြီးတာငယ်တာကိုပဒါနမထားပဲနဲ့ဟုတ်လားကြီးငယ်လုံးလစိုက်ကျင့်နေရမယ်အဲ့ဒီအတိုင်းမလုံးလစိုက်သွားတယ်အဲ့ဒီလိုထုံးအတိုင်းပဲဟုတ်လားကျွန်တော်တို့ကပန်းတိုင်ရောက်တဲ့အထိအောင်မြင်မဲ့ချင်းဤတိုင်အောင်ကျွန်တော်တို့ကဒူးစားမှုအားထုတ်မှုကိုလျှော့လို့မဖြစ်နိုင်ဘူးလုံးလဝိရိယကိုလျှော့လို့မဖြစ်နိုင်ဘူးစတဲ့တပိုးတော့ကျွန်တော်လုပ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဗမာတွေမဲ့စောက်ကျင်တစ်ခုရှိဘာစောက်ကျင်တစ်ခုရှိလဲဆိုရင်ဒါလည်းပဲကျွန်တော်တို့ကျွန်းပြစ်ခဲ့ရတဲ့အတွက်ဖြစ်မယ်ဒါလည်းဆိုတော့ကျွန်တော်ဂျပန်ကစ်တုန်းကလေပြိုင်ပွဲပသိမ်ဘက်မဲ့သွားတဲ့အခါလေပြိုင်ပွဲကြီးခဲ့လေပြိုင်ပွဲကြီးလုပ်တဲ့အခါမဲ့ဘာဖြစ်လဲဆိုတော့လေတွေတိုက်လိုက်တာအစင်းတင်လိုက်တဲ့အခါမဲ့နိုင်တဲ့စင်းကပန်းတိုင်မရောက်သေးဘူးရှေ့ကိုနည်းနည်းရောက်တယ်ဆိုရင်မဲ့တက်ထောင်ကြွားတာတက်ထောင်တကရှုံးတဲ့နောက်ကျနေတဲ့လေကလည်းပဲပန်းတိုင်မရောက်သေးဘူးဟုတ်လားကြိုးစားမယ်ဆိုရင်ကြိုးစားနိုင်နေတယ်မကြိုးစားခြင်းတော့ဘူးကျုံးမှာပါပဲကွာဆိုခြေပြစ်လက်ပြစ်လို့တဲမခတ်ခြင်းတော့ဟုတ်လားဒါပါလဲဆိုရင်တကယ်တိုင်းပြည်ထူထောင်တဲ့နေရာမဲ့လွတ်လပ်တဲ့လူမျိုးနဲ့ထိုက်တန်တဲ့စိတ်ဓာတ်မျိုးမဟုတ်အဲ့ဒီစိတ်ဓာတ်မျိုးကကျွန်ဖြစ်တဲ့စိတ်ဓာတ်မျိုးကျွန်ပြစ်မဲ့စိတ်ဓာတ်မျိုးဒီစိတ်ဓာတ်မျိုးရှိနေသမျှကာလပတ်လုံးကျုပ်တို့ဗမာတွေကျွန်ဖြစ်နေပါပဲလွတ်လပ်ရေးရရင်လည်းပဲမြန်ပြန်ကျွန်ဖြစ်မှာပဲဟုတ်လားလွတ်လပ်ရေးနောက်ဆုံးတစ်နေ့မကျုံးနေတိုင်အောင်ကျွန်မဖြစ်သည့်တိုင်အောင်အခုနောက်လို့ဖာတယ်လွတ်လပ်ရေးဖြစ်နေမှာအဲ့တော့ကဘယ်လိုလဲဆိုလို့ရှိရင်ဒီကအကျင့်ကအဲ့ဒီလိုဟလာနည်းနည်းလေးနိုင်လာလိုက်တယ်ရှေ့ကသားလာလိုက်တယ်ဆိုရင်တက်ထုံခြင်းနဲ့အကျင့်ရှိအဲ့တော့ဒီတလေရတော့အဲ့လိုရှေ့ကသားလာလို့တက်ထုံမိတာနဲ့ပွဲတစ်ပွဲမှာကျုံးကိုသွားအဲ့ဒီအဖြစ်ဖြစ်ဒီတော့ဘောလုံးပွဲကြည့်ကျွန်တော်တို့ဗမာတွေဟလာဘောလုံးပွဲမယ်ကံရတဲ့ကံမယ်ဆိုရင်ဘိုးကပထမစကိုတွင်ရရင်အတော်လေးတခါအားတက်လာတယ်မယ်တက္ကနာပဲပြူလာနောက်တခါဟလာအဲ့လိုဝါပြတဲ့နေရာမဲ့တော်တော်လေးဂိုးလေးများလာပြီဆိုရင်ကြော့ပေါ့ကန်ကျင်းလာတယ်ငါနိုင်မှာပါပဲဆိုအဲ့ဒါနဲ့နေပြီးတော့တစ်ဖက်ကနေပြီးနောက်ဆုံးအပိသကာကြမှာကပ်ပြီးတော့တခါတော့ဂိုးတွင်းသွားလို့တရေပြည့်ရှုံးတာပြည့်ဖြစ်သွားတာမျိုးလဲကျွန်တော်တို့ဘောလုံးပွဲရာသမယ်ခင်ဗျားတို့ပြန်ပြီးစဉ်းစားကြည့်တွေ့မှာဟလားဒါတွေမကသေးဘူးဟလားဒီရှုံးသွားတဲ့လူကလည်းပဲဘောလုံးကန်လို့ရှိရင်ပထမအပိုင်းမဲ့နိုင်ရွက်မဲ့ရှုံးသွားရင်တော့တော်သေးခံနေတယ်ဒုတိယနိုင်ရွက်မဲ့ကန်လို့10မိနစ်လောက်လဲကြာတော့ကိုယ့်ဘက်ကဂိုးလည်းမသွင်းနိုင်ဘူးဆိုအဲ့ဒီခါကျလူချတာဒါကျွန်တော်တို့ဗမာဘောလုံးပွဲတွေဘောလုံးကန်တဲ့အကျင့်အဲ့ဒါ sporting spirit မရှိဒါပါလဲဆိုလို့ရှိရင်ဗမာတွေစိတ်ထဲမှာတော့ဒါထင်လိုက်မယ်ပေါ့အမှားတွေဟာစိတ်ဓာတ်ထက်တယ်ပါလားတလွဲသပင်ကောင်းနေတယ်စာနဲ့အတူတူပဲဒါဒီစကားကဒီနေရာမှာသုံးဖို့ဟာတွေပဲဗမာတွေစိတ်ဓာတ်ကမဟုတ်တဲ့နေရာတွေတွားပြီးတောနေတကယ်နေရာတွေကျအသုံးမချဗမာပြည်လွတ်လပ်ရေးရအောင်လို့အမျိုးမဲ့အသုံးမချခြင်းဘူးဟုတ်လားဗမာပြည်ပြန်နေတူတောင်းရေးလုပ်တဲ့နေရာမျိုးမဲ့အသုံးမချခြင်းဘူးဗမာချင်းချဖို့မလုပ်ချင်တယ်ဟုတ်လားအဲ့ဒါမျိုးတွေလုပ်ချင်တယ်ဒါမျိုးတွေလုပ်ချင်လို့ဘယ်တော့မှအကျိုးမရှိဒီတိုင်းပြည်ဘယ်တော့မှပြန်လဲမတူတောင်းနိုင်ဘူးဒီတိုင်းပြည်ဘယ်တော့မှမလွတ်လပ်နိုင်ဘူးလွတ်လပ်ရင်လည်းဘယ်တော့မှကြာနေတာလွတ်လပ်ရင်မဖြစ်နိုင်အဲ့ဒီတော့ဒီတော့ကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်မျိုးကိုလုံးဝဖြောက်ပြစ်ဖို့လို့တဲ့ကျွန်တော်တို့ကဘာလို့ပဲလုံးပြီးတဲ့အထိနောက်ဆုံးတဲ့နေ့ပြီးတဲ့အထိမဲ့ရှုံးမယ်ထင်သည်ဖြစ်စေနိုင်မယ်ထင်သည်ဖြစ်စေအချော့တန်းသွင်းနေကျွန်တော်တို့သွားစစ်တိုက်တဲ့နေရာမှာလည်းပဲအဲ့ဒီတိုင်းသွားအင်္ဂလိပ်တွေကြည့်ကျွန်တော်တို့အင်္ဂလိပ်တွေကျွန်တော်တို့တပေါင်းမဲ့အုပ်ချုပ်နေလို့ကျွန်တော်တို့ကမုန်းပေမဲ့ဟုတ်လားအင်္ဂလိပ်တွေမဲ့ကြီးမွမ်းစရာတွေအများကြီးရှိတယ်ဟုတ်လားအခုပြီးကြတဲ့စစ်ကြီးမဲ့သူတို့ဘလောက်အကျဉ်းကျရောက်ခဲ့တယ်လေအဲ့ဒီအကျဉ်းကျဖဲကနေပြီးတော့က
တခါတည်းကိုလွတ်မြောက်လာအောင်ဘယ်လောက်သူတို့ခါတည်းကိုအန်ကျိတ်ပြီးတော့ကတောင်းကြိုက်ပြီးတော့ဟုတ်လားအဲ့ဒီလိုစူးစမ်းလက်ဆောက်ကိုဒီလူတွေကိုကြည့်ပါအဲ့တော့အဲ့ဒီလိုကြည့်တဲ့အခုလည်းပဲအဲ့ဒီသူတို့တိုင်းပြင်မဲ့နေတာတွေကိုကြည့်ပါပြီးတော့သူတို့တိုင်းပြင်မဲ့အခုလိုကြက်ကြက်တဲနေရတယ်လူတွေမကြီးဘူးလားဆိုပုထုဇဉ်ဘာဝကြီးတော့ကြီးရပါပဲကြီးပင်ကြီးညာတော့လည်းပဲဒီနဲ့ကန်းနဲ့ကြီးကြဒီနဲ့ကန်းနဲ့အလုံးလုံးကြဟုတ်လားအဲ့ဒီလိုလုံနေကြတယ်ကျွန်တော်တို့တိုင်းပြည်မှာတော့ဒီကံကိုခုနဲ့ကမရှိပဲဖြစ်ဟုတ်လားဒီကံမရှိတော့ကအခုနိုင်ငံရေးလုတ်တဲ့နေရာတွေမဲ့နိုင်ငံရေးလုတ်တဲ့နေရာတွေမဲ့အခုနဲ့ကမဲ့နေကျသမားသဘောတတ်မဲ့အလုပ်မျိုးတွေလုပ်နေတယ်အခုကျွန်တော်သိသိလင်းလင်းပြောထားပါမယ်ဗမာပြည်မဲ့လူတို့ညီညွတ်ရေးတိုင်းနာချင်းချင်းညီညွတ်ရေးတွေမပြောမပြဲနဲ့မပြောမကွဲနဲ့ဘဒူမဖောက်ထွင်းလို့မရလို့ရှိရင်ဟုတ်လားနောက်ပြီးတော့လက်ဝဲသမားခေါ်တဲ့လူငယ်နိုင်ငံရေးသမားတွေညီညွတ်တဲ့ညီညွတ်နိုင်လို့ရှိရင်ဟုတ်လားအဲ့ဒီဟာကြီးတော့ခင်ဗျားတို့ရဲ့လွတ်လပ်ရေးကပိုကောင်းလာမှာဟုတ်လားအဲ့ဒီဟာငယ်တော့ခင်ဗျားတို့ရဲ့လွတ်လပ်ရေးကရတယ်ဆိုပေမဲ့နေလားဟုတ်လားခွင့်ရနေလားနောက်တကအဲ့ဒီလိုနေရမယ်နိုင်ငံရေးတချို့နိုင်ငံရေးသမားတွေတချို့ချီထိုးတာကိုခင်ဗျားတို့ရောင်မလို့အမတန်ဖျိုးပရဲဖြစ်ကြရင်တော့ဖြစ်ရင်အဲ့ဒါခင်ဗျားတို့လွတ်လပ်ရေးရမှာမဟုတ်ဘူးဒီတော့ဒီຢာတွေကိုအားလုံးကိုသတိထားပြီးတော့ကအခုတိုင်းပြည်ပြန်လဲထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနည်းငယ်ပြောပြချင်ပါတယ်ဒီတိုင်းပြည်ပြန်လဲထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ကအခုကျွန်တော်တို့ဖြစ်နေရတဲ့အခြေအနေမဲ့အမတန်မဲ့ဆိုးနေကျွန်တော်တို့ဗမာပြည်